ရဲ့မိန်းမကိုကူညီပေးဖို့အတွက်ဒူးထောက်ပြီးတော့အကူညီတောင်းခံခဲ့တဲ့ယောက်ျားဒီဗီဒီယိုဖိုင်လေးဆိုရင်လိုင်းပေါ်မှာမီဒီယာနဲ့ချီပြီးပေါ်မှာကြည့်ရှုမှုတွေများခဲ့တယ်ရှင်ကောမန့်လေးထဲမှာဆိုရင်ဒီအမျိုးသားဒီတော်တော်ကိုကောင်းခဲ့တဲ့အမျိုးသားဒီအမျိုးသားကိုချီကျူးခေါင်ယူကြခဲ့တယ်ရှင်ဒီအမျိုးသားကိုပင်ဆိုင်ခဲ့တဲ့မိန်းမဖြစ်သူကလည်းအယမ်းကိုမှကံကောင်းသောမိန်းမလို့ပြောရမယ်ရှင်မိမသည်အဲ့ရထဲမှာဘုံဘုံလဲနေတဲ့အချိန်မှာဘာမှလုံမနိုင်ကိတ်မနိုင်တော့ဘူးသူ့ရဲ့ရုပ်ခန္ဓာကိုယ်ကလည်းအရင်ကနဲ့လုံးဝမတူတော့ဘူးเนาะခန္ဓာကိုယ်ဆိုရင်သေးသေးလေးပဲကြတော့တဲ့ကျမ်းမာရေးမကောင်းလို့အဲ့ရထဲမှာလဲနေခဲ့တယ်ရှင်သူတို့မှာပိတ်ဆံမတတ်နိုင်လို့ဆေးရုံကိုမတင်ခဲ့ရဘူးဒါပေမဲ့သူကတော်တော်လေးခံစားခဲ့ရတဲ့ဒီလိုမျိုးသူ့မိန်းမကိုဒီလိုမျိုးဝေဒနာခံစားနေရတာကိုကြည့်ပြီးတော့သူတော်တော်လေးစိတ်မကောင်းဖြစ်ခဲ့တယ်ဒါကိုသူ့ကိုလာကူညီပေးတဲ့သူ့ကိုရင်ဖွင့်ပြီးတော့ပြောပြနေခဲ့တဲ့မျက်ရည်လေးတွေလဲပြီးတော့ပြောပြနေခဲ့တယ်ရှင်သူ့ရဲ့အဖြစ်အပျက်ကိုနောက်ဆုံးမှသူ့ကိုဒီလူတွေကကူညီပေးခဲ့တဲ့ဆေးရုံကိုသူ့မိန်းမကိုပို့ခဲ့ကြတယ်ရှင်လောကကြီးမှာယောက်ျားကောင်းပိတ်ဆိုင်ထားတဲ့မိန်းမသည်အယမ်းကိုမှကံအကောင်ဆုံးမိန်းမလို့ပြောရမယ်ရှင်ဒီအမျိုးသမီးသည်အယမ်းကိုမှကံကောင်းတဲ့ဒီလိုယောက်ျားမျိုးကိုပိတ်ဆိုင်ထားတဲ့အတွက်ဒီယောက်ျားဆိုဒီမှာလဲသူ့မိန်းမဘယ်လိုပုံစံပဲဖြစ်နေပါစေဘယ်လိုအခြေအနေမျိုးမှာပဲဖြစ်နေပါစေသူအဆုံးထိဘေးမှာမမရက်တည်ပြီးတော့သူ့မိန်းမကိုပြုစုဆွတ်ရှုပ်သွားခဲ့တယ်ရှင်ဒီဖြစ်ပျက်လေးကိုပေါ့နော်ကြည့်ပြီးတော့ဒီလိုယောက်ျားကောင်းကိုပိတ်ဆိုင်ထားတဲ့မိန်းမတွေရှိလို့ရှိရင်လဲရှင်တို့ယောက်ျားလေးတွေကိုအဆောင်လေးချစ်ပေးသွားဖို့လို့မိုးကပြောချင်ပါတယ်ရှင်